ကျောက်ကပ်ယောဂနဲ့တစ်နှစ်ပဲခံတော့မယ်လို့ရေပန်းစားနေတဲ့ဇက်မင်းသားကျော်စွမ်းစာအနေနဲ့နှုတ်ကအုံသီးလောက်ရှိတဲ့နန်းဝဝေမြစ်တို့နှစ်ပါသွားခဲ့ကြပြီဖြစ်ကြောင်းလေးသိရပါတယ်ဗျာစွမ်းစာနီကတော့သူ့ရဲ့ယောဂကိုဆက်လက်ပြီးတော့မကူတော့ပဲเนาะသူ့ကိုကျောက်ကအစားထိုးပေးမဲ့သူလေးရှိတယ်စပွန်ဆာလေးရှိတယ်ဒါပေမဲ့အဲ့ဒါကိုလုံးဝလက်မခံပဲနဲ့သူ့ဘဝရဲ့ကြံရှိနေတဲ့သက်တမ်းမှာသူ့ဘဝရဲ့ကြံရှိနေတဲ့သက်တမ်းတွေမှာပြည်သက်တွေကိုဖျော်ဖြေပေးနေပဲသူ့ရဲ့ချစ်ရတဲ့သူတွေနဲ့ပဲအချိန်တွေကိုကုံဆုံးတော့တာပဲဖြစ်ပါတယ်ဒီတော့တင်မှာစွမ်းစာနီဟာတိတိတတ်တာကိုပဲတကယ်ကိုပဲဝလာပြီးတော့လုံးဝပုံပြက်ပန်းပြက်ဖြစ်နေပါပြီတချို့သူတွေကတော့စွမ်းစာနီဟာတစ်နှစ်ပဲခံတော့မယ်ဆိုပြီးတော့ပြောဆိုနေကြပြီလေဖြစ်ပါတယ်ဒီလိုချိန်မှာပဲမြန်မာနိုင်ငံရဲ့အုံဒီလောက်ကြီးတဲ့နော်နှုတ်အကြီးဆုံးလို့တင်စားခံရတဲ့ဓမ္မစကူဆီယာမာလီနာဝေမြင့်နဲ့စွမ်းစာနီကတော့ယူလိုက်ပြီးဆိုပြီးတော့သတင်းတွေကတော့ထွက်ပေါ်လာနေပါပြီစွမ်းစာနီကတော့မတိခင်မှာအကြီးကြီးကိုချပြလိုက်ပြီးလုံးပြလိုက်ပြီးဆိုပြီးတော့ပြောဆိုနေကြပြီဖြစ်ပါတယ်စွမ်းစာနီဟာဝန်ဒီကလေးစင်ပေါ်မှာကျွန်တော်တို့ငကမလေးအီမီဆန်ကိုနော်အသင်းအာဓမခေါ်ပြီးတော့ဖက်လိုက်တာကြောင့်လူများရဲ့ဝေဖန်ခြင်းကိုလည်းခံရပါတယ်ကိုတကောင်မလေးနူကအုံဒီလောက်ရှိတဲ့နန်းဝေမြင့်နဲ့စွမ်းစာနီဟာနှစ်ပါးသွားလိုက်ပြီးတော့တကူတဲ့အိမ်ထိပါခေါ်ပြီးတော့နန်းဝေမြင့်ကိုတရားဝင်လက်မထပ်ပဲကျုံနေတာဖြစ်တဲ့အတွက်စွမ်းစာနီကတော့တေခါနီမှဘာတွေလုပ်နေတာလဲဆိုပြီးတော့ပြောဆိုဝေဖန်မှုတွေလည်းခံနေရပြီလေဖြစ်ပါတယ်ဗျာ